ဒီနေ့ငဖဲချင်းမောင်ဟင်းချက်ပါမယ်ရှင်ငဖဲကိုမှွေဆက်ထဲထည့်ပြီးအချိုမှုန့်ကြက်သားမှုန့်ညက်အောင်ထောင်းထားတဲ့ကြက်သွန်ဖြူချင်းကိုအရေးညှစ်ပြီးထည့်မှွေပါမယ်အိုးတဲ့စီထည့်ပါမီးပုံမဖွင့်မဲငဖဲလေးတွေအရင်ထည့်ပါမယ်ငဖဲကပွားလာမှမလို့တစ်ခုနဲ့တစ်ခုကပ်ပြီးမထည့်ပါနဲ့နော်ငဖဲထည့်ပြီးရင်မီးဖွင့်ပါမီးအေးအေးနဲ့ကြော်ပါမယ်နော်ငဖဲနှစ်ဆပွားလာရင်ကြက်ပါပြီပြုတ်ပြုတ်အီအီငဖဲကြော်လေးရပါပြီရှင်အိုးရဲစီထည့်ပြီးစီပူလာရင်စနွေးမုံနဲ့ကြက်သွန်ဖြူနီချင်းထောင်းထားတာထည့်ပြီးစီသက်ပါမယ်နပိထဲပါမယ်ကြက်သားမုံထဲပါမယ်ချင်းမောင်မှွေထားတာထည့်ပြီးငန်းကြရီအနှဲငယ်လေးထဲပါမယ်ရှင်တမအောင်မှွေပြီးရေးထဲပါမယ်ငဖဲထဲပြီးအဖုံးအုပ်တဲပါမယ်ရှင်စူလာရင်ငရုတ်သီးစိမ်းခတ်ပါမယ်ဟင်းအနှစ်ကျက်လာရင်တော့အရသာရှိလာတဲ့ချင်းကန်ဆက်ငဖဲချင်းမောင်ဟင်းရပါပြီရှင်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်